အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တော့ကိုပြည့်ဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့လည်းကျွန်တော်တောင်းဆိုပါရဗျာအကောင့်သစ်ဖောက်မယ့်ညီကိုတွေကကျွန်တော်ရဲ့ promo code 007 boss ကိုအသုံးပြုလို့ရပါတယ်ဒီနေ့တော့ကျွန်တော်ဗီဒီယိုလည်းမတင်ဖြစ်တာကြာပြီဆိုတော့ကျွန်တော်ဒီနေ့ဒီ wine spot မှာအဲ့ Friday bonus ပေါ့နော် Friday bonus လေးကြောင်းကျွန်တော်ဒီစားလေးရှင်းပြပေးမယ်ဗျာFriday bonus နဲ့သူ Friday bonus ကိုတည်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီပထမဆုံးငွေသွင်းနေပေါ့ဒီပို့100ရာခိုင်နှုန်းရတဲ့ first deposit ကလည်းလွယ်ကူပဲတည်သွားလိမ့်မယ်အဲ့တော့ဒီ Friday bonus ရတယ်ကျွန်တော်တခြားပြောပြမယ်ကျွန်တော်ဒီမှာကျွန်တော် bonus တော်တော်1000ရထားတယ်ဗျာကျွန်တော်ပထမဆုံးငွေသွင်းတာဖြစ်တဲ့အတွက်ကြောင့်ဒီတောက်ကြနေမှာပေါ့1000ရတာတော့ကျွန်တော်ဒီမှာမောင်းတွဲထားတယ်ဗျာသူက3သိန်းပဲတွဲရတယ်ဗျာမောင်းကတသိန်းတသိန်းစီမှာကျွန်တော် 1.4 ရှိရမယ်ဗျာဇာ 1.4 နဲ့အထက်ပေါ့နောက်ပြီးသူကဒီ 42 score တို့ဒီ 1is2 တို့ဒီ double champ တို့အနိုင်ချုံးတည်တို့ပေါ့ဒါတွေပဲလောင်းလို့ရတယ်ဗျာ body ကြေးတွေပြီးရင်ကိုပေါင်းကြေးတွေလောင်းလို့မရဘူးဗျာဘယ်မှာသွားစစ်မလဲဆိုတော့ဒီအားသားတဲ့ကကျွန်တော်ဒီ bonus ဆိုတဲ့ဟာပေါ့နော်ဒီ bonus ဆိုတဲ့ဟာမှာသွားစစ်လို့ရတယ်ကျွန်တော်1000ကျွန်းလာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာအဝါတန်းလေးပြည့်အောင်အထိကျွန်တော်လောင်းပေးရမယ်ဗျာအဝါတန်းပြည့်အောင်ဆိုတာကျွန်တော်ဒီ3စားပေါ့နော်ကျွန်တော် bonus ရထားတဲ့1000ရဲ့3စားဆိုကျွန်တော်3000ပြည့်အောင်လောင်းပေးရမယ်ဗျာဒီဆော့နာကျွန်တော်ထူထားတဲ့မောင်းပေါက်ပြီးဆိုတာနဲ့နောက်ထပ်2000ထပ်လောင်းအောင်မယ်ဗျာ3000ပြည့်အောင်လောင်းပြီးရင်ရပြီဗျာအဲဆိုရင်ကျွန်တော်တို့ရဲ့ main account တွေကိုသူကတခါတည်းဒီ bonus ရတဲ့ပတ်စံ1000တခါတည်းလွှဲပြီးမှဖြစ်ပါတယ်ဥမာကိုကအဲ့မှာ3000ပြည့်အောင်လောင်းပြီးလို့ဥမာဗျာ1000ကျော်ရ2000နေ3000နေရတယ်ကျွန်တော်1000မရမယ်ဗျာကျွန်တော်ထည့်လာတာဘောနဲ့ပတ်စံ1000ဟိုမှာဘောနဲ့က1000မရဖြစ်တဲ့အတွက်ကြောင့်1000မရမယ်ဗျာကဲအားလုံးပဲစင်ပြီးကြပါပြီဗျာ